အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် HAUSD လို့ခေါ်တဲ့ကဖရွှေစီကွက်မှာအယောင်း order လေးဝင်ခဲ့တဲ့ဟာလေးကိုကျွန်တော် record ယူထားပဲဖြစ်ပါတယ်ဆိုတော့ဒီ record လေးမှာဆိုလို့ရှိရင်ကျွန်တော်ဘာလို့အယောင်း order ဝင်ခဲ့ရလဲပြီးတော့ target တွေရောထိမလား SM ပဲထိသွားမလားပြီးတော့ကျွန်တော်ဘယ်လိုမျိုးအမြင်ရခဲ့လဲဆိုတာလေးကိုကျွန်တော်ပြောပြမယ်ဆိုတော့ပထမဆုံးကျွန်တော်ဒီ order ဝင်ရတဲ့အကြောင်းရင်းဒီ market ဒီမင်းကားရဲ့အမြင့်ဆုံးဈေးတန်းကိုလည်း liquidity ဆွီသွားတယ်ပြီးတော့ Asian ရဲ့ high ကိုလည်းကျွန်တော်ဆွီသွားတယ် London session เนาะကျွန်တော်တွေ့လာမသိတော့ London session ဆွီသွားတယ်ဆိုတော့ဆွီပြီးတဲ့အချိန်မှာ market ဒီ market structure ကျွန်တော်တို့ဘောက်သွားတယ် shift သွားတယ် okay အဲ့ဒီမှာကျွန်တော် displacement ပြန်လာတဲ့အချိန်မှာကျွန်တော်ဘောက်တယ်လဲ bearish border နဲ့ဒီအပေါ်ကတဲကကျွန်တော်ဟာကိုpremium discount ခွဲလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီကနေပြီးကျွန်တော် premium ရောက်တယ်ဆိုပြီးကျွန်တော်ဖောက်လိုက်တယ်ရောင်းတယ် okay ရောင်းရတဲ့အခါမှာကျွန်တော်လက်ရှိအဲ့ရောင်းခဲ့တဲ့နေရာကိုနော်အဲ့ဒီရောင်းခဲ့တဲ့နေရာကနေကြည့်မယ်ဆိုလို့ရှိရင်တော့တကယ်ကောင်းတဲ့ဟာက pre market ရဲ့အပေါ်ရောက်သွားတဲ့နေရာဒီနေရာဖြင့်ဒီ London ရဲ့ high မှာရှိနေခဲ့တဲ့ order block ပေါ့နော်ဆိုတော့အဲ့ဒီမဆောင်ဘဲနဲ့ကျွန်တော်ရောင်းခဲ့တယ်ဒါပေမဲ့ကျွန်တော်လိုချင်ခဲ့တဲ့ target ထိတော့ရောက်တယ်ကျွန်တော်မျှော်မှန်းတာကတော့ဒီ time frame ရဲ့ပေါ့နော် order block ထိကိုကျွန်တော်မျှော်မှန်းနေဒါပေမဲ့လည်းကျွန်တော်ရောင်းသလောက်နဲ့ပဲကျင်းနေရတာပဲအဲ့တော့ကျွန်တော်ဒီ order မှာဆိုလို့ရှိရင် risk ယူခဲ့တာကကျွန်တော် value ရဲ့ 0.5% ကျွန်တော် risk ယူခဲ့တယ် target ဒီ 3.5 ကျွန်တော်ထားထားတယ်ဆိုတော့လက်ရှိမှာကျွန်တော်ဘယ်မှာပိတ်ရလဲဆိုလို့ရှိရင် 1.5 ရတဲ့အချိန်မှာကျွန်တော်ပိတ်လိုက်တယ်အဲ့တော့ကျွန်တော်ဘယ်လောက်ရလဲဆိုရင် percent နဲ့ပြောမယ်ဆိုလို့ရှိရင် 1.5% ကျွန်တော်ရပါတယ်ကျွန်တော်တကူတခါကြီးလုပ်ပေးတဲ့ဒီလိုမျိုး trade recap voice over လေးနဲ့ပြောပြတဲ့ video လေးကထင်ထားတဲ့ expectation အထိတော့မရောက်ပြီမဲ့ကျွန်တော်ဘယ်လိုမျိုး risk and reward လုပ်ခဲ့လဲဆိုတဲ့ဟာလေးတော့တည်မယ်လို့ညွှန်လင့်ပါတယ်ဆိုတော့အားလုံးပဲပြီးစောက်ပါ